ရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်းသည်2026ခုနှစ်ဩဂတ်လ10ရက်နေ့နနက်7:15မိနစ်အချိန်တွင်ARတိုင်းဒေသကြီးလွှတ်တော်ပင်မအဆောက်အဦအစည်းအဝေးခန်းမ၌လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများအတွင်းရေးမှူးများနှင့်တွေ့ဆုံခဲ့ပါသည်။တွေ့ဆုံပွဲတွင်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကမြန်မာနိုင်ငံလွှတ်တော်ဖွဲ့ MPU အစည်းအဝေးများတက်ရောက်ခဲ့မှုအခြေအနေများလုပ်ငန်းဆောင်ရွက်ချက်များပြည်ထောင်စုလွှတ်တော်အစည်းအဝေးများသို့တက်ရောက်လေ့လာခဲ့မှုအခြေအနေများကိုရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက်တတိယကြိမ် AR တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးများဆက်လက်ကျင်းပမည့်ကိစ္စရပ်များတိုင်းဒေသကြီးအစိုးရဖွဲ့၏ဖြစ်ဆွက်ဗဏ္ဍာငွေရချက်တင်ပြမှုများနှင့်ဆက်လင်း၍ငွေစင်းကော်မတီကဆက်လက်စီစစ်ဆောင်ရွက်နေမှုများကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။ဆက်လက်၍စက်တင်ဘာလအတွင်းတိုင်းဒေသကြီးအစိုးရဖွဲ့ကတင်သွင်းပြီး2029-2028ဘဏ္ဍာနှင့်စီမံကိန်းရချက်များနှင့်ပတ်သက်၍သက်ဆိုင်ရာမြို့နယ်များအလိုက်ဦးစားပေးထည့်သွင်းစဉ်းစားရမည်ပညာရေး၊ကျန်းမာရေး၊ရေရင်းမြစ်နှင့်အခြားစီမံကိန်းလုပ်ငန်းများကိုတေချာစွာစစ်စစ်ဆောင်ရွက်နိုင်ရေးလမ်းညွှန်မှာကြားခဲ့ပါတယ်။ထို့ပြင် BE ဘတ်ဂျက်ရထားချက်များကိုသက်ဆိုင်ရာဌာနများလိုက်ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြစေရန်သက်ဆိုင်ရာမြို့နယ်များလိုက်ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများကိုသတ်မှတ်ထားသည့်လုပ်ငန်းစဉ်များနှင့်အညီပြည့်ပြည့်အောင်ဆောင်ရွက်ရန်လမ်းညွှန်မှာကြားခဲ့ပါတယ်။ရှင်းနောက်တိုင်းဒေသကြီးလွှတ်တော်မှရေပြီးကယ်ဆယ်ရေးလုပ်ငန်းများတွင်တွားရောက်လူရန်မည့်အစီအစဉ်များနှင့်ပတ်သက်၍ဆွေးနွေးခဲ့ရာတက်ရောက်လာသည့်ရေးရာကော်မတီဥက္ကဋ္ဌများအတွင်းရေးမှူးများလွှတ်တော်ရုံးမှတာဝန်ရှိသူများကသက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးအကြံပြုခဲ့ကြပြီးတွေ့ဆုံပွဲကိုနေ့လယ်တနာရီအချိန်မှာအောင်မြင်စွာရုံသိမ်းခဲ့ပါကြောင်းသိရှိရပါတယ်ရှင်။